အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ OP32 ပါဒီနေ့မှာတော့ကျွန်တော်တို့အသေးအံကစားနေတဲ့ Best Right Game လေးကကစားသူတန်းတရာကျော်ကိုလို့ဆွဲဆောင်ခဲ့တယ်ဆိုတာကိုတင်ပြပြီးလားဒီ game ကိုဖန်တီးခဲ့တဲ့ Net Game Company ရဲ့ရည်ရွယ်ချက်ကပါလဲဘာကြောင့်လဲဆိုတာကိုဒီဗီဒီယိုလေးမှာပြပြပေးတော့မှာဖြစ်ပါတယ် Best Right Game ကိုနာမည်ကြီးတရုတ် Game Company တစ်ခုဖြစ်တဲ့ Net Game Company တစ်ခုကဖန်တီးထားတာပါဒီ game ကိုသူတို့ကဆွဲဆောင်နေတဲ့ဖုန်းတွေနဲ့တူလာမှုနေတဲ့စက်တွေမှာတော့အဆင်ပြေချုံးမိစွာကစားနိုင်တဲ့ Third Person Shooter ဘယ်ဝိုင်းဂိမ်းတစ်ခုဖြစ်အောင်ရည်ရွယ်ပြီးဖန်တီးခဲ့တာပါ Next game ဟာသူတို့ရဲ့နည်းပညာနဲ့တိုက်ခိုက်ရေးစနစ်တွေကိုကမ္ဘာနဲ့ကစားသမားတွေအဆင့်မြင့် game ဆက်တွေမလိုအပ်ပဲကစားနိုင်စေဖို့အဓိကရည်ရွယ်ပြီးဖန်တီးပေးခဲ့တာပါ Best Right Game ကို2023ခုနှစ်အောက်တိုဘာမှာစောက်ရည်ရှာတွင်ဆော့လန့်စတင်ခဲ့ပြီး2024ခုနှစ်မတ်လ21ရက်နေ့မှာတော့ PC နဲ့ Mobile version အတွက်ကမ္ဘာနဲ့ကတရားဝင်ထုတ်ဝေခဲ့ပါတယ်ဥပမာဝါဆို mobile ကိုနာမည်ကြီးတဲ့ game တွေကဆက်ဆောင်ရင်းနဲ့ဖုန်းတွေမှာ graphic ဘိုင်းဆိုင်ရာပြဿနာတွေချုံမှုမရှိတာတွေနဲ့ရင်ဆိုင်တွေ့နေရတဲ့အချိန်မှာ Best Right ကတော့ဒီပြဿနာတွေကိုဖြေရှင်းနိုင်ခဲ့ပါတယ်ဝယ်သုံးသက်သူတွေက Best Right ရဝါဆို mobile နဲ့ဆွဲဆောင်ရေးပုံကောင်းပြီးရုပ်ထက်ပိုလာရလို့တော့ချီးကျူးခဲ့ကြပါတယ်ဒီချက်ကကမ္ဘာတစ်ဝန်းမှာကစားသူအများကိုဆွဲဆောင်နိုင်ခဲ့တဲ့အဓိကအချက်ဖြစ်ပါတယ် player တွေကဂိမ်းရဲ့ချုံမှုရဲ့ထင်ချုပ်မှုအချိန်ဝင်ပြည့်တဲ့တိုက်ပွဲပုံစံနဲ့လက်နဲ့စိတ်ကြိုက်ပြင်ဆင်နိုင်မှုတွေအတွက်ချီးကျူးခဲ့ကြပါတယ်ချို့ကတော့ mobile ပေါ်မှာကစားဘူးတွေများအကောင်းဆုံးဂိမ်းလို့တော့မှတ်ချက်ပေးခဲ့ပါတယ်ဒါပေမဲ့ဂိမ်းမှာအားနည်းချက်တွေလည်းပါနေပါသေးတယ်အဲ့ဒီအပြင်ဂိမ်းရဲ့အားနည်းချက်တော့ run မှာတော့ဘောတွေအများကြီးပါဝင်နေရကြောင်း professional player တွေအတွက်စောရတဲ့စိတ်ကျင်တဲ့ဘူးကိုနေပါစေပါတယ်ဘလို့ပဲဖြစ်ဖြစ် Black Strike ရာ FP ရဲ့ဂိမ်းလောကမှာ player များကိုဆက်ဆောင်နိုင်ခဲ့ပြီးပါပြီ။ဂိမ်းရဲ့ကစားဟန်နဲ့ဆက်ဆောင်ရင်ကြောင့်ရေရှည်မှာလည်းဆက်ပြီးအောင်မြင်နေဦးမလားဆိုတာတော့ကျွန်တော်တို့စောင့်ကြည့်အောင်မှာဖြစ်ပါတယ်။နောက်ထပ်လည်း Black Strike ဂိမ်းနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတင်ပြသွားမှာမို့ channel လေးကို like ရ subscribe နဲ့ ခေါင်းလောင်းလေးကိုတစ်ခါရေးနေပြီးတောင်းဆိုချင်ပါတယ်။တင်းရဲ့အမြင်နဲ့တင်းရဲ့အကြိုက်ဆုံး striker ကို comment မှာခြာရေးခဲ့လို့လည်းမမိပါနဲ့။အားလုံးပဲ bye